အားလုံးကိုမင်္ဂလာပါကျွန်တော်အင်္ဂလိပ်စကားပုံတွေကိုဗီဒီယိုမလုပ်ဖြစ်တာကြပါပြီ။ဒါကြောင့်မို့ဒီနေ့မှာကြတော့အင်္ဂလိပ်စကားပုံ၅ခုကိုပြောပြမှာဖြစ်ပါတယ်။ပထမတစ်ခုကဘုရားသခင်ကမိမိအားကိုကိုးပြီးမှကြိုးစားတဲ့သူတွေကိုအကူအညီပေးလဲရှိပါတယ်။အကယ်၍သင်ကဘုရားသခင်ရဲ့အကူအညီကိုရယူလို့ပါကသင်ကိုယ်တိုင်ကလည်းအလုပ်လုပ်ပြီးမှကြိုးစားဖို့လိုအပ်တယ်ပြီးမှသူ့ကိုကိုးစားဖို့လိုအပ်တယ်ဆိုတဲ့ဟာကိုGod helps those who help themselves မှာကျွန်တော်တို့ပြောလို့ရပါတယ်ခင်ဗျ။ဒုတိယတစ်ခုကကောင်းမွန်ခြင်းကယဉ်ကျေးတဲ့စကားလုံးတွေအမှုအကျင့်တွေကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာတော်၎င်းကိုယ့်ရဲ့အတိုင်းဝိုင်းမှာတော်၎င်းအားလုံးဝမ်းခွင့်မှာတော်၎င်းကောင်းကျိုးများစွာကိုဖြစ်ထွန်းစေပါတယ်။ပြီးတော့ကောင်းမွန်ခြင်းကတဲ့စကားလုံးတွေကဝီကျေးပေးစရာမလိုပဲမဲ့တန်ဖိုးအလွန်အင်မတန်မှကြီးမားလွန်းပါတယ်ဆိုတဲ့ဟာကိုGood words are worth much and cost little ဆိုမှပြောလို့ရပါတယ်ခင်ဗျ။တတိယတစ်ခုကကျွန်တော်တို့လေနှစင်းကိုတပြိုင်နက်တည်းစီးလို့မရတယ်လို့ပေါ့နော်ကျွန်တော်တို့အခွင့်အရေးဟူသည်များကိုယ့်အတွက်အခွင့်အရေးဟူသည်များကိုစောက်ခိုက်ထားမယ်ဆိုရင်ခုကိုမှကျွန်တော်တို့မေရမရပဲနဲ့ဆုံးရှုံးသွားနိုင်တယ်။ဒါကြောင့်မို့အားလုံးကိုစောက်ခိုက်ထားရင်ဆုံးရှုံးဖို့တာပြင်ဆွဲဟာကိုgrabs all lose all ဆိုမှကျွန်တော်တို့ပြောလို့ရပါတယ်ခင်ဗျစတုတ်ထတစ်ခုကလူရဲ့ကောင်းတဲ့အမှုအကျင့်တွေကရုပ်ရည်ချောမောလာပါခြင်းထပ်ပို့ပြီးမှအရေးကြီးပြီးမှတန်ဖိုးကြီးပါတယ်ရုပ်ရည်ချောမောလာပါမှုကအတိကမကြဘဲနဲ့ကိုစိတ်နှုတ်ကြိုးစားပြီးမှအလုပ်လုပ်ဖို့တာအတိကကြပါတယ်ရုပ်ရည်ချောမောလာပါပြီးမှစိတ်တညက်ခြင်းတဲ့သူတွေမကောင်းတဲ့အမှုဖြစ်တမှုဝမ်းကြောင်းပြုတဲ့သူတွေကိုကျွန်တော်တို့လူချောလူလာကိုမခေါ်ထိုက်ပါဘူးဆိုတဲ့ဟာကို handsome is as a handsome does or beauty is but skin deep ဆိုမှကျွန်တော်တို့ပြောလို့ရပါတယ်ခင်ဗျာနောက်ဆုံးတစ်ခုကြတော့အလုပ်တစ်ခုကိုအလင်းစလုံးလောက်တတ်တဲ့သူတွေကအမားတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်ကျွန်တော်တို့ဖြည်းဖြည်းနဲ့အတေချာလုပ်ခြင်းကကျွန်တော်တို့အမားတွေကိုကင်စေပါတယ်ဒါကြောင့်မို့အလင်းစလုံးလှုပ်ဆောင်ခြင်းအပြင်ကိုရဲ့လုပ်ပေါ်ဆောင်ဖက်တွေတော်မှာတော့၎င်းကိုရဲ့ပတ်ဝန်းကျင်မှာတော့၎င်းအထိခိုက်ဆိုးကျိုးတွေကိုဖြစ်စေနိုင်ပါတယ်။လင်းစလိုလှုပ်ဆောင်ခြင်းအဖြစ်ကိုယ်ကိုမကောင်းဆိုဝါတဲ့ဖွဲ့မြင်တွေ့စေနိုင်တယ်ဆိုတဲ့ဟာကို His is of the devil မှာကျွန်တော်တို့ပြောလို့ရပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ I hope that I will see you in the next video. Goodbye.